မင်္ဂလာပါဒီနေ့တော့ဆရာကလူတွေဟာတယောက်နဲ့တယောက်ဆက်ဆံရေးနဲ့ပင်ပန်းလာကြတယ်ထိခိုက်လာကြတယ်နာကျင်လာကြတယ်ဆိုပြီးတော့ပြောကြပါတယ်ရှင်းရှင်းလေးပဲကိုနဲ့ပတ်သက်တဲ့သူတွေနဲ့ဆက်ဆံလို့ဒီဒဏ်ရာတွေဖြစ်တာကိုတခါမှမတွေ့ဘူးတဲ့သူကိုတခါမှမသိတဲ့သူနဲ့ကပင်ပန်းနာတွေနာကျင်နာတွေပုတ်တိုက်တာတွေဆိုတော့ဖြစ်เสียအကြောင်းမရှိဘူးအဲ့တော့ဆရာဘာလေးကိုသွားပြီးတော့လေ့လာပြလဲဆိုတော့ the less than theory ဆိုတဲ့စာအုပ်လေးတစ်ခုဆရာဖတ်ဖြစ်တယ်ဘယ်ရလဲဆိုရင်တော့စာအုပ်လေးကလည်းအားလုံးသိတဲ့အတိုင်းပဲရွှေနှုတ်ကပေါ့အဲ့မှာဘာသွားတွေ့ရလဲဆိုတော့တခါတလေမှာတဲ့ကိုယ့်ဘက်ကကင်တွယ်ဖြည့်ရှင်းလို့မရတဲ့အခြေအနေတစ်ခုနဲ့ဆရာတို့ကြုံတွေ့နိုင်ရတတ်ပါတယ်ကြုံတွေ့လာနိုင်ပါတယ်အဲ့လိုကြုံတွေ့တဲ့အခါမှာတဲ့ဘလို့မှဖြည့်ရှင်းလို့မရတဲ့ကိစ္စကိုကိုကဘလို့ဖြည့်ရှင်းဖို့ကြိုးစားဘူးတလေတဲ့ဖြည့်ရှင်းလို့မရတာကြီးကိုအကျိုးကိုကြိုးစားပြီးတော့ဖြည့်ရှင်းမယ်ဆိုတဲ့စိတ်တွေနဲ့ဆရာတို့လုပ်တဲ့အခါမှာပင်ပန်းလာပါတယ်ဥပမာကိုချစ်သူကကိုစကလုံးကြမ်းကြမ်းတွေနဲ့လီတန်မာတွေနဲ့စကားပြောလိုက်တဲ့အချိန်မျိုးမှာငါဘာလုပ်မိပါလို့လဲငါပြောတာဘာများမှားသွားလို့လဲဆိုပြီးတော့ကိုပြောတဲ့စကားတွေကိုအထက်အခါစဉ်းစားနေမိတယ်ကိုတငယ်ချင်းကိုဖုန်းခေါ်တယ်တငယ်ချင်းကမကင်ဘူးထက်ခေါ်တယ်မကင်ဘူးအဲ့တော့ message ပို့တယ်စာမပြန်ဘူးဟာငါဘာများအမှားလုပ်မိလို့ဒီကောင်ဖုန်းကင်တာလဲငါဘာများအမှားလုပ်မိလို့ငါဖုန်းကိုပြန်မဖြေတာလဲငါဘာများအမှားလုပ်မိလို့ငါ message ကိုမပြန်တာလဲဆိုပြီးတော့စိတ်တွေတွေးပြီးတော့တောကတွေများလာရပါတယ်အဲ့တော့အဲ့လိုဖြစ်နေတဲ့အချိန်ကိုဆရာတို့ကစိတ်တွေထွေတယ်ပြားတယ်နောက်တယ်ကြည်တယ်ဆိုတော့ထွေပြားနောက်ကြည့်တဲ့အချိန်လို့ပြောကြပါစို့ရဲ့အဲ့လိုဖြစ်နေတဲ့အချိန်ကိုပဲစာရေးဆရာကlet them theory ကိုစပြီးတော့မိတ်ဆက်ပါတယ် let them theory ကတော့ရိုးရိုးရှင်းရှင်းလေးလို့ထင်ရပါတယ်တကယ်တော့ let them theory ဆိုတာကဆရာတို့ကိုချီနှောင်ထားတဲ့အရာတွေကနေလွတ်မြောက်သွားဖို့အတွက်စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုပဲဖြစ်ပါတယ်ဟုတ်တယ်ဆရာတို့ချီနှောင်ထားတဲ့ဟာတွေအများကြီးပဲဒီ theory ရဲ့ let them ဆိုတဲ့ပထမဆုံးအပိုက်မှာဘာလဲဆိုတော့ကိုကသူများတကာကိုတိုက်ခိုက်တာတွေကိုစတင်ရပ်တန့်လိုက်တာပဲမောင်ဘမကောင်းမမြမကောင်းမလှမကောင်းမောင်ဝမကောင်းဆိုပြီးတော့ကိုမကြည်နဲ့ဖဲနဲ့တိုက်ခိုက်နေတဲ့ကိုမိတ်ဆွေတွေတငယ်ချင်းတွေဆွေမျိုးသားချင်းတွေမောင်နှမဝမ်းခွဲတွေညီရင်းအကိုတွေမောင်ရင်းနှမတွေမျိုးစုံရှိနေတာပေါ့အဲ့အရာတွေကိုတိုက်ခိုက်နေတာတွေကိုစတင်ရပ်လိုက်မယ်အတိတ်ပဲကတော့သူများတကာတွေသူတို့ဘာသာသူတို့ရွေးချယ်ထားတဲ့အနေအထားအတိုင်းပြုမှုနေထိုင်ခွင့်ပြုလိုက်တာပဲဖြစ်ပါတယ်သူရွေးချယ်ထားတဲ့သူဘဝသူလှုပ်ထားတဲ့သူအလုပ်သူရွေးချယ်ပါသည်သူတို့ဘဝကိုသူတို့စံတအတိုင်းရှင်သန်ခွင့်ပေးလိုက်တာပဲဒါကကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုမျိုးသိပ်ထားခိုင်းတာတော့မဟုတ်ပါဘူးတဲ့ဘယ်တော့မှအနိုင်ရမှာမဟုတ်တဲ့တိုက်ပွဲတွေပေါ်မှာကိုယ့်ရဲ့စွမ်းအင်တွေကိုအလဟတ်သက်အဖြစ်မခံမနဲ့ပြန်ယူတဲ့သဘောမျိုးပဲဖြစ်ပါတယ်ပြောချင်တာကတော့ကိုကဒီပုံစံဖြစ်စေခြင်းနဲ့ဒါပေမဲ့ကိုပြောလိုက်တဲ့သူကကိုဖြစ်စေခြင်းနဲ့ဒီပုံစံကိုမလုပ်ဘူးဒါဆိုရင်တော့ let them theory ရသူ့ရဲ့ဘဝအတိုင်းသူလှုပ်ချင်တဲ့အလုပ်အတိုင်းသူ့ကိုပေးလုပ်လိုက်တော့ကိုဘက်ကအများကြီးမျောလင့်မနေနဲ့တော့အဲ့တော့တချို့ကတခါပြန်မြင်တာပေါ့ဒါဆိုရင် let them theory ကိုအပြည့်အဝအချိန်ပြည့်ကျင့်သုံးနေမယ်ဆိုရင်လူတွေနဲ့ connection တွေပြတ်သွားမှာပေါ့အဆက်အသွယ်တွေမရှိတော့ဘူးပေါ့ကိုတယောက်တည်းအထီးကျန်သွားနိုင်တယ်လို့မိခွန်းတွေထုတ်ကြပါတယ်ပြောကြပါတယ်တခါတလေမှာတော့တော်ပြီဘယ်သူနဲ့မှမပတ်သက်တော့ဘူးဘယ်သူမှလည်းဂရုမစိုက်တော့ဘူးတယောက်တည်းပဲအေးဆေးနေတော့မယ်ဆိုတော့အတွေးအခေါ်အယူဆတွေဝင်လာပါတယ်တဲ့အဲ့လိုဝင်လာရင်တော့လေဒါဟာဘဝရဲ့စစ်မှန်တဲ့အဓိပ္ပာယ်မဟုတ်ပါဘူးတဲ့ဒါကြောင့်ဘာ theory တစ်ခုကိုပါထပ်ပြောလဲဆိုတော့ let them theory ပြောသလိုပဲ let me ဆိုတဲ့ဟာလေးကိုလည်းကျင့်သုံးဖို့စာရေးဆရာတိုက်တွန်းတာပါတယ်တကယ်တော့လူတစ်ယောက်အတွက်ပြောင်းလဲမှုဆိုတာ let me အစစ်ပဲဖြစ်ပါတယ်ငါဘာကိုလက်ခံတယ်ငါဘာကိုလက်မခံဘူးဆိုတာမျိုးကိုငါကိုယ်တိုင်ပဲဆုံးဖြတ်မယ်ဆိုတဲ့သဘောပါပဲငါအတွက်အစင်မပြေရင်အကျိုးမရှိရင် no ဆိုတာကိုရဲရဲရင့်ရင့်ဆရာတို့ပြောရရမယ်
ငါရွေးချယ်မှုနဲ့ငါစည်းကမ်းတွေဟာငါကိုယ်တိုင်ပဲချမှတ်ထားတာဖြစ်တာမို့လို့ဖြစ်လာတဲ့ပြဿနာအားလုံးဟာငါမှာပဲတာဝန်ရှိတယ်ဆိုပြီးတော့စတင်ကျင့်သုံးတာပဲဖြစ်ပါတယ်တဲ့ဟုတ်ပြီ let me theory ကတော့ကိုတန်ဖိုးထားတာကိုလေးစားတဲ့အပြုအမူပဲဖြစ်တယ်ဘာဖြစ်လဲဆိုတော့ self respect ပေါ့ကို self respect လေးစားတဲ့ပုံစံနဲ့တန်ဖိုးထားပြီးတော့ကျင့်သုံးနိုင်တဲ့သဘောပဲဖြစ်တယ်ဥပမာအရက်တွေမူးအောင်တောင်းနေတဲ့ဝမ်းကွဲဆွေမျိုးတယောက်ကမိသားစုတွေ့ဆုံပွဲမှာ gathering မှာပုံပြက်ပန်းပြက်နဲ့မူးယူပြီးတော့တခါရိုင်ထိုးနေတယ်အဲ့တော့ကိုကသူ့ကိုမူးအောင်မတောက်ဖို့အရက်တောက်တာရက်လိုက်ဖို့ပြောတော့ကိုရံပြန်ရှာတယ်ဒါဆိုသိကြတဲ့ဒီကောင်ကိုထိန်းလို့မရတော့ဘူးအဲ့တော့ let them theory အရာဒီကောင်ကိုလွတ်ပေးလိုက်တော့သူ့ဘဝနဲ့သူတောက်ချင်တဲ့ပုံစံနဲ့သူမူးယူချင်တဲ့ပုံစံနဲ့မိသားစု gathering မှာအဆက်ကွဲနဲ့နေပါစေတော့ okay ဒါဆိုဆရာတို့က let me theory ရကိုကင်တွယ်ထိန်းချုပ်ဆောင်ရွက်ပေးနိုင်တဲ့ဟာကဘာရှိမလဲအဲ့တော့ let them theory ရသူ့ကိုပေးတောက်လိုက်ပြီးသူ့ကိုထိန်းလို့လည်းမရတော့ဘူးကိုသွားထိန်းတော့လည်းကိုပြဿနာရှာနေတာဟုတ်ဒါတော့ကိုဘလို့မှထိန်းချုပ်လို့မရတဲ့အတွက် let me theory ရဆရာတို့ဘလို့တုံ့ပြန်မလဲဒါကတော့ကိုကရွေးချယ်ရမှာပေါ့အဲ့တော့သူနဲ့တူတူပါလာတဲ့သူ့ရဲ့သားသမီးတွေသူ့ရဲ့ဇနီးတွေကိုအိမ်ကိုဘေးမတိရမခဖြစ်အောင်ကိုယ်တိုင်ကားမောင်းပြီးလိုက်ဖို့မယ်ဒီငမူးကိုလည်းခေါ်သွားလို့ရရင်ခေါ်သွားမယ်မရရင်တော့တနေရာမှာတွေ့ဆုံတဲ့အိမ်မှာပဲအေးအေးဆေးဆေးအိတ်ခိုင်းလိုက်မယ်ဒါဆိုရင်ဆရာတို့ကသူတစ်ပါးကိုပြောင်းလဲဖို့စူးစမ်းတဲ့အခြေအနေကိုရက်လိုက်ပြီးတော့ကိုလှုပ်ပေးနိုင်တဲ့ let me အခြေအနေနဲ့ကိုစိတ်ကလေးကိုအေးချမ်းသွားအောင်ဆောင်ရွက်လိုက်တဲ့ပုံစံပဲဖြစ်တယ်လို့ပြောချင်ပါတယ်ဒါကြောင့်လူတွေရဲ့ဘဝမှာစိတ်ဖိစီးစရာတေးသေးလေးတွေမကြာခဏဆရာတို့ကြုံဘူးကြပါမယ်ဖြစ်ပါတယ်အဲ့လိုကြုံတဲ့အခါမှာကိုအနီးနားကသူကတခါတည်းပါဇက်မအုပ်ဖဲချောင်းတော့ဟုတ်စိုးနေတဲ့ပုံစံမျိုးဟာချောင်းစိုးပြီဆိုဆရာတို့လမ်းလည်မှုရှိရမယ်တိတက်ကမယ်လက်ကမနဲ့အုံရင်အုပ်တ िश ူးနဲ့အုံရင်အုပ်မဟုတ်ရင်ဒီလိုဖြစ်ရမယ်ကိုရှင်းတော့အော်နဲ့တခါတည်းကိုမျက်နှာနာထိပါလေငွေတွေရောက်လောက်အောင်စိုးနေတဲ့ဟာမျိုးဟာကိုမှအကြီးတော့မဟုတ်စိတ်ဖိစီးမှုတေးသေးလေးတွေဖြစ်လာတယ်အဲ့လိုပဲအသေးအဖွဲစိတ်ခုစရာလေးတွေများလာတဲ့အခါမှာစိတ်ဖိစီးမှုတွေကတဖြည်းဖြည်းစတင်ပြီးတော့ခံစားလာရတယ်စိတ်တွေဖိစီးလာတော့အုံနောက်ကတီငိမ့်နဲ့ဆရာတို့စဉ်းစားတာမျိုးဆုံးဖြတ်တာမျိုးမလုပ်နိုင်မင်းနဲ့ဘာမလဲဆိုတော့ချမလားပြေးမလားဆိုတဲ့အခြေအနေစီကိုရောက်အောင်တွန်းပို့ပါတော့တယ်အဲ့ဒါလိုအခြေအနေတေးသေးလေးတွေနဲ့ကြုံလာတဲ့အခါမှာတော့ let them အယူအဆနဲ့ဆရာတို့ကဖြတ်တောက်တင်ပါတယ်ချောင်းဆိုးနေတဲ့သူကိုလက်နဲ့အုပ်ပြီးချောင်းဆိုးပါလို့သွားမပြောတော့ဘူးကိုကပဲသူနဲ့ဝေးတဲ့နေရာကိုထွက်ခွာသွားတာမျိုးကိုနှာခေါင်းနဲ့ပါးစပ်ကိုပဝါနဲ့အုပ်ပြီးတော့ကာကွယ်လိုက်တာမျိုး let me အနေအထားနဲ့သာကိုထိန်းချုပ်လိုက်တာမျိုးကိုဆိုလိုတာပဲဖြစ်ပါတယ်အဲ့တော့တဖြည်းဖြည်းနဲ့ဆရာတို့ကငယ်သွားတာမှမဟုတ်တာအရွယ်တွေကကြီးပြီးတော့ major ဖြစ်လာမှာအရွယ်တစ်ခုရောက်လာတဲ့အခါမှာလူတွေရဲ့ဆက်ဆံရေးဟာခလေးဘဝတုန်းကလူမယိုးရှင်းတော့တာကိုဆရာတို့တွေ့ရမှာပဲဖြစ်ပါတယ်လူကြီးဘဝရဲ့ဆက်ဆံရေးပြောင်းလဲသွားရတဲ့အချက်၃ချက်ကိုစာရေးဆရာကဆွဲထုတ်ပြပါတယ်၁အနေနီးစပ်မှု၂အချိန်အခါကိုက်ညီမှု၃အားထုတ်မှုဆိုတဲ့အချက်တွေပါပဲအဲ့ဒီအချက်၃ခုတည်းကတခုခုပြိုလဲသွားတဲ့အခါလူတွေရဲ့ဆက်ဆံရေးတွေဟာဝေးကွာသွားပါတယ်ဆိုပါစို့ဆရာငယ်ကတွဲပေါင်းခဲ့တဲ့တငယ်ချင်းတွေရှိတယ်ကျောင်းတက်ရင်တွေ့တယ်တူတူစာကြက်ကြတယ်ကျူရှင်တက်ရင်တွေ့တယ်တင်ချာတူတွက်ကြတယ်သူ့အိမ်သွားပြီးစာကြက်တယ်ကိုယ်အိမ်လာအိပ်ပြီးစာကြက်တယ်အဲ့တော့ဆရာတို့တငယ်ချင်းတွေရဲ့နီးစပ်မှုတွေဟာရှိနေတဲ့အတွက်ဆရာတို့တယောက်နဲ့တယောက်အားထုတ်မှုတွေဟာ okay နေတယ်စေတန်းနေအောင်ပြီးတော့တက္ကသိုလ်လဲရောက်သွားသူကစေတက္ကသိုလ်တက်တယောက်ကစက်မှုတက္ကသိုလ်တက်ဆရာကရိုးမေဂျာဆိုတော့ရိုးတက္ကသိုလ်တက်တငယ်ချင်းတွေကွဲသွားကိုတငယ်ချင်းတွေရဲ့လေ့လာတဲ့ပုံစံပြောဆိုတဲ့ပုံစံစံနှုံးတွေဟာပြောင်းသွားတယ်ကွဲပြားသွားတာကိုဆရာတို့တွေ့ရတယ်ဆက်ဆံရေးတွေလည်းဝေးကွာသွားပါတယ်အဲ့တော့ဒီအချက်၃ချက်ကိုသာနားလည်ခဲ့မယ်ဆိုရင်အမျော်အမြင်အခြေအနေတွေကတူမှမတူတော့တာဒီကောင်ဆေးချောင်းတက်နေတာဆိုတော့ငါတို့တက္ကသိုလ်နဲ့ဝေးတာလေးဘာညာဆိုပြီးတော့
ဖြစ်တွေးရင်တငယ်ချင်းကိုအပြစ်မမြင်တော့ဒီကောင်ဆေးချောင်းနဲ့တက်ကိုဘဝင်မြင့်ပြီးတော့တခါတည်းဟိုအကောင့်ကျေသွားတဲ့ဒီအကောင့်ကျေသွားတဲ့ငါတို့နဲ့တော့မတွေ့တော့ဘူးလက်ဖေးဆိုင်တော့မထိုင်တော့ဒီကောင်ကစက်မှုတက္ကသိုလ်ကျောင်းသားကြီးလည်းဖြစ်ကောငါတို့မရောတော့ဘူးတက်သွေးနဲ့ထင်ရောက်တာဆိုတဲ့အတွေးတွေမဟုတ်တော့ဘူးခုနကဆရာပြောတာလေးဥသာနားလည်မယ်ဆိုရင်ကိုယ်တငယ်ချင်းကို let them theory နဲ့ဆက်ဆံလိုက်တာပဲ။သူကစေးသက်သူဆိုတော့သူကျောင်းကအလုပ်တွေနဲ့အစေးယုံသွားရတာနဲ့လူနာတွေနဲ့ဒီမှာ Monterey မှာလူသေးကောင်းတွေခွဲရတယ်ဆိုတာကြားဘူးတယ်။သူ့အလုပ်တွေနဲ့ရှုံနေလို့ငါစီမလာဖြစ်ပါလား။သူ့ဘဝနဲ့သူနေပါစေတော့ဆိုရယ် let them theory ကိုပေးလိုက်ရင်ဆရာတို့ကြောက်နေတယောက်ပြဿနာမရှိတော့တာကိုတွေးရမှာပဲဖြစ်ပါတယ်။ကိုကတော့ let me theory အတိုင်းကျင့်သုံးပေါ့။တကယ်ချင်းကိုအရင်နှုတ်ဆက်မယ်တကယ်ချင်းစီရောက်အောင်သွားလို့အချိန်ရရင်သွားမယ်စာလေးပို့မယ်ဖုန်းလေးခေါ်မယ်စသဖြင့်ကိုယ့်ဘက်ကလူကြီးဆန်ဆန်ဘဝကိုတိဆောက်ပြီးတော့တကယ်ချင်းကိုဆက်ဆံတာမျိုးလုပ်ရတဲ့သဘောတဘာဝပဲဖြစ်ပါတယ်တခါတလေမှာဆရာတို့လူသားတွေဟာကိုအားမလို့အားမရတွေဖြစ်တတ်တာကိုလည်းတွေ့ရတယ်။အခြားတစ်ယောက်ရဲ့ဘဝနဲ့နှိုင်းယှဉ်ပြီးတော့ငါကတော့သူ့လိုမဖြစ်လေခြင်းငါကတော့နောက်ကောက်ကျနေပြီငါကတော့အချိန်မမီတော့ဘူးသူတို့ရဲ့အောင်မြင်မှုကြီးကအယမ်းကိုမြင့်မာပြီးငါအောင်မြင်မှုလေးကတိတ်တိတ်လေးဖြစ်နေတယ်ဆိုတဲ့အတွေးအခေါ်တွေနဲ့တိမ်ငယ်သွားတတ်ပါတယ်။သူများတွေနဲ့နှိုင်းယှဉ်လေကိုဘဝကပိုဆိုးဝါးလေဆိုပြီးတော့ခံစားရတဲ့အခါမှာဘာလို့အဲ့လိုခံစားရလဲဆိုတော့ဆရာတို့ကသတိထပြုရမှာပဲဖြစ်ပါတယ်အဲ့တော့အဓိပ္ပာယ်ကတော့ဘာလို့အဲ့လိုခံစားရတာလဲသူများတွေရဲ့ပိုင်ဆိုင်မှုအပေါ်မှာအလွန်အမင်းအာယုံစိုက်လွန်းလို့ပဲဖြစ်ပါတယ်ဒီတော့ကိုယ့်အတွက်အမှန်တကယ်ဖြစ်လာမယ့်အရာတွေ ਨੇ ဝေးသွားတတ်ပါတယ်ဆရာငယ်တုန်းကစေးတက်တူတက်ပြီးတော့ဆရာဝန်ဖြစ်နေတဲ့တကယ်ချင်းတယောက်ကစောင်းပြီးကာလမှာစေးကန်လေးဖွင့်နေဆရာကစာတင်တယ်ဆိုတော့ကျူရှင်တင်တာပေါ့လေအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့နှစ်ယောက်ချိန်ကြတယ်ဟဲ့9နာရီခွဲမှာငါအတန်းပြီးပြီမင်းနဲ့ငါနဲ့တူတူဘီယာတောက်မယ်ဟာရတယ်ကိုကြီးတောက်ကြစို့အဲ့တော့ဆရာစာတင်ခြင်းက9နာရီခွဲပြီးလဲပြီးသွားတော့ဆရာအားပါပြီအဲ့လိုအားသွားပြီးတော့ဆရာတငယ်ချင်းစေးကန်ကိုသွားပြီးတော့ဒီကောင်ကိုစေးကန်ပိတ်ခိုင်းမယ်ပြီးရင်ဘီယာဆိုင်သွားမယ်ပေါ့စေးကန်တော့ဆရာဒီကောင်ကိုကြည့်ပြီးအားကြကောင်းလိုက်တာရှေ့မှာစေးကန်ရဲ့အောက်ဝင်ချင်းမှာဒေါက်တာဘသူသူ့နာမည်ပါသူ့ရဲ့ဘွဲတွေနဲ့လူနာတွေကလည်းပြိုကျိုးကျက်တဲ့50ယောက်ပေါ့လေစင်ရသားရက်ွက်ကလေးမှာဆရာတို့ကစေးကန်ဖွင့်လာတာဟုတ်အဲ့တော့သူစီလာနဲ့သူတွေကစိုက်ကားသမားတွေခေါင်းရွက်ပြတ်ထိုးဈေးတွေအများကြီးပဲသူကလည်းစိတ်စေတနာတွေနဲ့ရှေးဝေးပြောဆိုပြီးစေတနာနဲ့ကုပြီးတယ်ပတ်စံနေရင်လည်းရှော့ယူတယ်အကျွေးဆိုလည်းမှတ်ပြီးတယ်လူပြိုဘဝဆရာတို့ကြော်ဖြတ်နေရတဲ့အချိန်ကိုအဲ့မှာဆရာသူ့ကိုကြည့်အယမ်းအားကြမိုက်တော့ကွာကြည်စံပညာတွေတက်တော့ဆရာဝန်ကြီးဖြစ်တော့ကောင်းလိုက်တာငါဘဝကြီးကဘာမှလည်းမဟုတ်ပါလားငါကြတော့ဒီလိုပဲစာရီတင်နေပဲပြီးသွားမှာပဲလို့ထင်ပြီးတော့ဆရာသူ့စီကန်းမှာဘီယာတောက်ဖို့9နာရီခွဲစီကန်းပိတ်ဖို့ပိတ်လို့မှမရဆရာထိုင်ဆောက်ပြီးလူနာတွေကမကုန်သေးဘူးအဲ့လိုနဲ့9ခွဲလောက်မှဆရာတို့စီကန်းပိတ်ဖြစ်တယ်ပိတ်ဖြစ်တော့ကျောင်းညောပခုံးလေးဖက်ပြီးတော့အဲ့ရက်ွက်ထဲမှာဘီယာတောက်လို့လည်းမကောင်းဘူးဆရာကလည်းအဲ့ရက်ွက်ထဲမှာစာတင်တာသူကအဲ့ရက်ွက်ထဲမှာစီကန်းဖွင့်လာတာအဲ့တော့ခက်ဝေးရက်ွက်တစ်ခုစိုက်ကားလေးနဲ့သွားပြီးတော့အဲ့နာဘီယာဆိုင်ရောက်တော့10နာရီထိုးကန်နေဘီယာဆိုင်လည်းပြတ်သားတယ်17ဆိုပိတ်မှတော့ဆရာတို့တဲ့အဲ့မှာဆရာတငယ်ချင်းဟာဘီယာ2ခွက်တိုင်တောက်ပြီးတော့ဆရာကိုကြည့်ပြီးတော့ခင်ဗျားကိုသဘောကျရတာဗျာခင်ဗျားဘုံကမိုက်တယ်ဗျာကျွန်တော်မတန်လိုက်တာတဲ့ကျွန်တော်ကတော့စာရီလည်းအများကြီးချက်ခဲ့ရတယ်10တန်းတော့ဂုံတူးတွေလည်းအများကြီးရောက်တော့ဈေးကြောင်းမှလည်းယူနေအောင်စာရီဖတ်ကြပြီးတော့တဲ့အခါဘွဲလွန်နေဆက်တက်ကအခုကြည်စံခင်ဗျား9နာရီခွဲမှာလွတ်လပ်နဲ့ကိုယ်ပိုင်အချိန်ရှိနေတဲ့ချိန်မှာကျုပ်က9နာရီခွဲအထိလူနာတွေနဲ့လုံးပန်းနေရတော့ကျုပ်ဘွားကြီးကမတန်လိုက်တာတဲ့ဟောဆရာကသူ့ကိုအားကြလေးစားနေတာသဘောကြီးကြပြီးတော့သူကလည်းတဖန်ဆရာရဲ့ life ကိုပြန်ပြီးတော့အားကြလေးစားလွတ်လပ်မှုတွေကိုကြည်နပ်နေတာအဲ့တော့ဆရာတို့က let them theory ကိုဆရာတို့ကနားလည်ဖို့လိုပါတယ်တပြိုင်နက်တည်းမှာပဲ let me ကိုလည်းနားလည်ဖို့လိုပါတယ်ပြောချင်တာကတော့သူ့ကိုအားကြနေတဲ့အချိန်မှာပဲကိုယ့်ကိုပြန်အားကြတဲ့သူတွေလည်းအများကြီးရှိနေပါတယ်ခက်ရန်ပြောမယ်ဆိုရင်တော့လူဆိုတဲ့သဘာဝဟာသူများမြက်ခင်းကိုပိုစိမ့်တယ်လို့ထင်ပါတယ်ကိုမြက်ခင်းရတော့6တလူပဲပေါ့ဒါပေမဲ့ဟိုဘက်ကကောင်ကလည်းကိုမြက်ခင်းကိုလှမ်းကြည့်တော့ဟာသူမြက်ခင်းရတော့စိမ့်နေတာပဲငါမြက်ခင်းရတော့6တယ်လို့ထင်တတ်ကြပါတယ်ဒါကြောင့်ဆရာတို့အနေနဲ့ကိုပြောင်းလဲလို့မရတဲ့အရာတွေအများကြီးရှိတဲ့အခါမှာဆရာတို့တွေဟာအဲ့ဒီကောင်ကိုလက်ခံလိုက်ဖို့လိုပါတယ်ဒါကြောင့်ပြောပြရမယ်ဆိုရင်ဖြစ်ဥပမာဆိုကြပါစို့မျိုးရိုးဗီဇ
ကြီးပြင်းရတဲ့ပတ်ဝန်းကျင်မွေးရပါအခွင့်အရေးတွေသူတစ်ပါးရဲ့ကံကောင်းမှုတွေဆိုပြီးဆရာတို့ကအဲ့ကောင်လက်ခံလိုက်ရမှာပြောင်းလဲလို့မရဘူးဆရာရဲ့ genes ကမြန်မာနိုင်ငံမှာမွေးတဲ့မိဘနှစ်ပါးရဲ့သွေးသားကနေပေါက်ဖွာလာတဲ့ genes ဖြစ်တယ်အဲ့ဒီအတွက်ဆရာဟာဥရောပကမိဘနှစ်ပါးရဲ့ genetic တွေ genes တွေမဟုတ်ဘူး DNA တွေပါလာမှာမဟုတ်ဘူးအဲ့ဒီကောင်ဆရာလက်ခံရမယ်ကြီးပြင်းရတဲ့ပတ်ဝန်းကျင်ဆရာဥရောပမှာကြီးတာမဟုတ်ဘူးအမေရိကမှာကြီးတာမဟုတ်အာဖရိကမှာကြီးတာမဟုတ်ဘူးဆရာဗမာပြည်မှာကြီးတာဗမာပြည်မှာဆရာတုံးမြို့လေးမှာကြီးတာမဟုတ်ဘူးရွာလေးမှာကြီးတာမဟုတ်ဘူးရွာသိမ်ရွာငယ်လေးမှာကြီးတာမဟုတ်မြို့ပြမှာကြီးခွင့်ရတာဒါလည်းလက်ခံရမယ်အဲ့လိုပဲဆရာရဲ့မွေးရပါအခွင့်ရောမိဘတွေကဝန်ထမ်းတွေဖြစ်တဲ့အတွက်ပတ်စံမချမ်းသာပေမဲ့ဆရာကိုကြောင်းကောင်းကောင်းထားပေးနိုင်တယ်ဒါဆရာရဲ့မွေးရပါအခွင့်ဟိုးတော်မှာမွေးတဲ့မိဘနှစ်ပါးရဲ့ကလေးလေးတယောက်ဟာဘုန်းကြီးကျောင်းပညာရေးတော့ပဲသင်နေရတယ်အဲ့တော့ဆရာတို့ကပတ်ဝန်းကျင်နေဗီဇတွေမွေးရပါအခွင့်အရေးတွေကိုကြည့်ပြီးတော့နှိုင်းရှင်ရင်ငါကြမှာအဲ့လိုဖြစ်ရပါလားငါကြမှာအဲ့လိုပါလားဆိုဆရာတို့ကြည်ကွဲနေလို့မဖြစ်ဘူးဇန်နဲ့တည်တဲ့ညီမလေးတယောက်ဆိုရင်ဆရာတို့လိုပဲဗမာပြည်မှာမွေးတာ international school တခုမှာကျောင်းတက်တယ်တော်တော့အဲ့ school ကနေဆရာမလေးဖြစ်တယ်အဲ့ဒီကနေမှတခါအမေရိကကိုရောက်သွားတော့အမေရိကမှာ psychology နဲ့ပတ်သက်တဲ့ doctor ဘွဲ့ရသွားတယ်သူ့ရဲ့ပတ်ဝန်းကျင်ကြောင့်အဲ့ဒီကိုရောက်တာလေကျေးလက်မှာရှိတဲ့တငယ်ချင်းကတော့အခုချိန်မှာနွားအကောင်20လောက်နဲ့လေခွက်တွေအများကြီးပိုင်ပြီးတော့လေသမားကြီးဖြစ်နေတယ်ဒါပဲအဲ့ရကိုနားလည်ပြီးဆိုရင်တော့ the let them theory အရဆရာတို့တွေဟာသူများကိုကြည့်ပြီးကိုနဲ့နှိုင်းရှင်တာမျိုးသူများကိုကြည့်ပြီးကိုလိုချင်တဲ့ပုံစံဖြစ်အောင်ဆောင်ရွက်တာမျိုးမလုပ်သင့်ဘူးလို့သိလာရပါတယ်အဲ့တော့ကိုကသူ့ကိုလိုချင်တဲ့ပုံစံဖြစ်စေခြင်းနဲ့သူကမလုပ်ဘူးမလုပ်ချင်ဘူးမပြောင်းလဲချင်ဘူးသူလုပ်ချင်တာကိုပဲလုပ်မှာဆိုတဲ့အနေထားပေါ်လာရင်သူများကိုပြောင်းလဲစေခြင်းတဲ့ဆိုတဲ့ကိုယ့်ရဲ့စိတ်တွေကိုစွန့်လွတ်လိုက်ဖို့ပဲအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ဆရာတို့မှမလုပ်နိုင်တာဘူးသူ့ဘာသာသူမပြောင်းလဲတာဘူးအဲ့တော့ let me အရာတော့ဆရာတို့ဟာကိုလုံနိုင်တာတွေကိုလုပ်ဖို့လိုပါတယ်ကိုထိန်းချုပ်နိုင်တဲ့အရာတွေကိုထိန်းချုပ်မယ်ကိုရွေးချယ်ထားတဲ့အရာတွေကိုရွေးချယ်မယ်ကိုယ်တိုင်ချမှတ်ထားတဲ့စီကံတွေပေါ်မှာအာယုံစိုက်ပြီးတော့လွတ်ချတဲ့နာကိုလွတ်ချဖို့ပဲလိုတယ်သို့တော်လည်းအရာရာတိုင်းကိုလွတ်ချမယ်ဆိုတဲ့အစွန်းရောက်ကိစ္စမျိုးကိုတော့ရှောင်ရှားသင့်ပါတယ်ဆိုတာလေးကိုသတိပေးရင်းနဲ့ theory ကိုဉာဏ်နဲ့ရှင်စွာအသုံးပြုတတ်ဖို့ဆရာကနှုတ်ဆက်စကားကိုအကြံပေးစကားကိုပြောလိုက်ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာနာမည်ညီညီပါရှင်တို့အထင်မှာကောက်ပန်းလိုက်တာနဲ့အခမဲ့ဆောင်ငါ့တို့တောင်ဖတ်လို့ရနေပြီနော်နိုင်ငံတကာစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနဲ့ရောအတန်နဲ့ပါနားထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံသေးစိတ်ကိုလည်းရှင်တို့ Facebook page မှာမေးမြန်းနိုင်ပါတယ်